အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2026မေလ6ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကနောင်ဘွားရှိသလားဆိုတော့ပို့တင်လိုက်တဲ့အခါမှာလူတော်တော်များများကနားထောင်နိုင်တဲ့စွမ်းရည်တက်တည်မရှိဘူးဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာဖြစ်တဲ့ပြဿနာကဘာသာရေးပြောနိုင်ငံရေးပြောလူမှုရေးပြောလူတော်တော်များများကလူနာနဲ့နားမထောင်နိုင်အစွဲနားတွေနဲ့နားထောင်ဘာသာရေးအစွဲတွေကိုသိထားတဲ့အစွဲတွေလူတယောက်ရဲ့စကားကိုလူနားထောင်နိုင်စွာတတိမြန်မာပြည်မှာမရှိဘူးဒီလူတယောက်ကစကလုံးကိုဘယ်လိုပြောတာလဲအတိတ်ဘယ်ကဘာကိုဆိုလိုနေတာလဲလို့သိနိုင်စွာမရှိဘူးဒါကြောင့်မလို့မြတ်စွာဘုရားသာသနာကကွယ်သွားပြီလို့ကိုကျော်ကြီးကပြောတာမြတ်စွာဘုရားသာသနာကလူနာနဲ့နားထောင်နိုင်ရတယ်ပထမတစ်ဆင့်ကလူနာကိုကိုမွေးရတယ်အရိယာနာတစ်ခုရဖို့အတွက်လူနာကိုအရင်မွေးရတယ်လူနာကိုမွေးဖို့အတွက်လူကြင့်ကြံအားထုတ်ရတယ်လူစိတ်မွေးရတယ်အဲ့ဒါဒီမှမရဘူးဆိုရင်အရိယာနာမရှိဘူးဘာသာရေးနာတွေပဲရှိတယ်ဘာသာရေးတွေမြတ်စွာဘုရားသာသနာမဟုတ်ဘူးခင်ဗျားတို့ကြားဘူးနေတဲ့ဘာသာရေးတွေမြတ်စွာဘုရားသာသနာမဟုတ်ဘူးဘာသာရေးကဘာသာရေးပဲခင်ဗျားတို့ယုံကြည်လို့လဲရတယ်ကိုးကွယ်လို့လဲရခင်ဗျားတို့အတွက်အကျိုးစီးပွားတွေလည်းရှိတယ်ဟုတ်လားစကားလုံးအသုံးတွေသုံးတဲ့အခါမှာမြတ်စွာဘုရားမသုံးရင်မသုံးတဲ့အတိုင်းပြောရတယ်နိဒာနဝကတန်ဦးပါဠိတော်မှာယဟန်တစ်ပါးကနေမြတ်စွာဘုရားကိုမေးတာအရှင်ဘုရားအဝိဇ္ဇာလို့ပြောတယ်အဝိဇ္ဇာဘု து အဝိဇ္ဇာတယ်မင်းအဲ့လိုမမေးနဲ့အဝိဇ္ဇာကဘု து အဝိဇ္ဇာဘဝအဝိဇ္ဇာလို့မေးလို့မရဘူးအဲ့ဒီလိုအတွေးမျိုးဝင်သွားလို့ရှိရင်အကျင့်မြတ်ကိုကျင့်သုံးမှုမဖြစ်နိုင်တော့အဲ့တော့ဒီလိုပဲစက္ခပရိစ္ဆသမုပ္ပါကိုမေးတာအဆုံးထိမေးသွားတယ်အရှင်ဘုရားဇာတိကဘု து ဇာတိလေအဲ့တော့ခုမင်းတို့ယူထားတဲ့အယူဝါဒဇာတိနောက်တစ်ဖန်ဘဝတစ်ဖြစ်ခြင်းဟုတ်တယ်နော်ပရိတ္တိနေခြင်းနောက်တစ်ဖန်ပရိတ္တိနေခြင်းဇာတိဖြစ်ခြင်းအဲ့တော့မေးလိုက်တဲ့ပုဂ္ဂိုလ်ကဘု து ဇာတိလဲလို့မေးတယ်မင်းတို့ယူထားတဲ့အယူကငါရဲ့နောင်ဘဝလို့ယူတာအတူတူပဲစကလုံးအတူတူပဲအနတ္တိပဲအတူတူပဲအဲ့ဒီအယူဝါဒအဲ့ဒီအယူဝါဒရှိလို့ရှိရင်မြတ်စွာဘုရားသာသနာမှာထောက်တရားမရှိဘူးတဲ့မြတ်စွာဘုရားအကျင့်မြတ်ကျင့်သုံးမှုမဖြစ်နိုင်ဘူးတဲ့အဲ့တော့ဒီပရိစ္ဆေသမုပ္ပါကိုအဲ့ဒီလိုနားမလဲပဲနဲ့ရွတ်ဖတ်တဲ့ဆယ်နေတာကပရိစ္ဆေသမုပ္ပါကိုသိခြင်းမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားသာသနာမှာဘယ်တော့မှထောက်တရားရကြမဲ့လူတွေမဟုတ်ဘူးအရှိမှလည်းကိုကျော်ကြီးတို့ပြောတဲ့ခါမှာမြတ်စွာဘုရားပေးတဲ့ဥပမာအတိုင်းနိုစီတို့နိုဒန်းတို့မြတ်စွာဘုရားပေးတဲ့ဥပမာအတိုင်းနားလည်အောင်ပေးတယ်နွားနို့သည်နိုစီမဟုတ်ဘူးနွားနို့ကနွားနို့ပဲအဲ့တော့တချို့တွေအားတဲ့ဟိုလူဝင်စားဆိုပြီးအတိတ်ဘဝတွေမှတ်ပြီးအတိတ်ဘဝကိုမှတ်မိတာဒီတညာဖြစ်တယ်အဲ့ဒီတညာကိုငါလို့ဆွဲယူလိုက်တာဒီခန္ဓာပစ္စည်းကြီးမှာအတိတ်မှာဖြစ်ခဲ့တဲ့တညာတစ်ခုကိုမှတ်ထားတာအဲ့ဒီတညာကိုငါပဲဒီဘဝငါပဲဆိုပြီးဆွဲယူလိုက်တာအဲ့ဒါခန္ဓာတစ်ခုရဲ့ဖြစ်စဉ်ပဲစကလုံးတွေကိုနားလဲလားသဘောပေါက်လားအဲ့ဒီလိုသဘောပေါက်နားလဲနိုင်တဲ့စွမ်းအားတတ္တိမရှိလို့ရှိရင်မြတ်စွာဘုရားသာသနာမှာလုံးထောက်တရားမရှိဘူးအဲ့တော့မြတ်စွာဘုရားရဲ့ဖြစ်တော်စဉ်တွေကဘလို့လုံးတော့မှလဲလို့ပေါ့မနေ့တော်စိတ်ပြတ်သွားတယ်ဒီလူတယောက်စကားကိုနားထောင်နိုင်တဲ့စွမ်းရည်တတ္တိမရှိဘူးအဲ့ဒီအတွက်မြတ်စွာဘုရားသာသနာကနားထောင်နိုင်တဲ့စွမ်းရည်တတ္တိမရှိမြတ်စွာဘုရားသာသနာကိုလုံးဝမသိဘူးစကားလုံးရဲ့အနက်အဓိပ္ပာယ်ဒါကြောင့်မြတ်စွာဘုရားသာသနာကဉာဏ်ပညာနဲ့သွားတယ်အရင်ဆုံးမြတ်စွာဘုရားပြောတယ်တရားယုံကြည်မှုမြတ်စွာဘုရားပေါ်မှာယုံကြည်မှုရှိရတယ်အဲ့ဒီယုံကြည်တော့မှမြတ်စွာဘုရားစကားကိုအာယုံစိုက်ပြီးနားထောင်တာမြတ်စွာဘုရားသေးသေးချာချာပြောတာတရားနာတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကတရားချင်းကပ်ပြီးတရားနာတယ်နာပြီးရင်အဲ့ဒီတရားကိုသိအောင်ကြိုးစားတယ်အဲ့တော့မြတ်စွာဘုရားဟောလိုက်တဲ့စကားလုံးတစ်လုံးတိုင်းမှာနားလည်နိုင်တဲ့စွမ်းအားကြီးအများကြီးလိုအပ်တယ်အခုမြတ်စွာဘုရားကသေးသေးချာချာဟောထားတဲ့ပရိစ္ဆေသမုပ္ပါမှာမေးတဲ့မေကုံကိုဇာတိကဘု து ဇာတိလဲလို့မေးတဲ့အခါမှာဘု து ဇာတိလို့မင်းမမေးရဘူးဒီမေကုံမျိုးဟာသူ့ဇာတိငါဇာတိဆိုလို့ရှိရင်မင်းအချင်းမြတ်ကိုကျင့်သုံးမှုမဖြစ်နိုင်ဘူးအစိုးနှစ်ပါးမှာကန့်ညှိနေတယ်လို့ပြောတယ်အခုမင်းတို့ကပြောတယ်ဒီလူတယောက်ရဲ့နောင်ဘဝလို့ပြောတယ်အဲ့ဒီမေကုံနဲ့အတူတူပဲသူ့ရဲ့နောင်ဘဝသူ့ရဲ့နောက်ပရိသေတွေဆိုတာရဖြစ်နေတယ်အဲ့ဒါကအကျင့်မြတ်ကျင့်သုံးမှုမဖြစ်နိုင်ဘူးလေအဲ့တော့အကျင့်မြတ်ကိုကျင့်သုံးမှုမဖြစ်နိုင်လို့ရှိရင်မြတ်စွာဘုရားသာသနာကိုနားမလည်ဘူးမြတ်စွာဘုရားသာသနာမှာအကျင့်မြတ်ဆိုတာအ ਨੇ ဆုံးလူဖြစ်ရင်လူစိတ်မွေးရတယ်လူကျင့်ရတယ်အဲ့ဒါကုသိုလ်ကမ္မပဒတရား10ပါးပဲကုသိုလ်ကမ္မပဒတရား10ပါးကိုကောင်းကြည်ညံ့ညံ့နဲ့ကိုယ်တိုင်သိမြင်ပြီးတော့နားမလည်ထားလို့ရှိရင်မဂ္ဂင်10ပါးလမ်းပေါ်တစ်စက်မှတက်မလာဘူးအဲ့တော့လူအထင်ကြီးအောင်ပဲဖြစ်ဖြစ်စာပေတွေဖတ်ပြီးတော့ပဲဖြစ်ဖြစ်ဟာလာကြီးကျယ်ခန်းနာတွေတရားတွေဘလောက်ခေါ်နေတီလမှမရှိလို့ရှိရင်
တမာတိဆိုတဲ့တည်ကြည်တဲ့သဘောမရှိမြတ်စွာဘုရားရဲ့တရားတွေကိုထိုးထွင်းသိနိုင်တဲ့အသိဉာဏ်ပညာမရှိဘူးမရှိပညာမဖြစ်ဘူးအဲ့တော့မနေ့ကလည်းတည်တည်ချာချာရှင်းပြတယ်ဗုဒ္ဓဘာသာမှမဟုတ်ဘူးအခြားဘာသာကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေမှာလည်းပညာရှိတယ်တမာတိရှိတယ်အဲ့ဒီပညာတွေတမာတိတွေနဲ့ဒီလောဘဒေါသမောဟတွေကိုမြင်ဝတ်သွားအောင်ထိတ်ချုပ်နိုင်တယ်ဒါပေမဲ့အဲ့ဒီဟာတွေဒီမြင်ဝတ်သွားတာပဲရှိတယ်နောက်ထပ်အနုတ္တယအနေနဲ့ပြန်ကိန်းတယ်အဲ့တော့ဒါကိုနားလည်အောင်လဲ dressing တစ်ခုအနေနဲ့ပြောပြတယ် drug ပေါင်းတစ်ခုကိုတန့်စင်လိုက်တဲ့အခါမှာ dressing ဖြစ်သွားတယ်အဲ့ dressing ကိုနောက်ထပ် drug တွေထပ်မပေါင်းတော့ဘူးဆိုရင်ဟာလားဒီ drug ဒီလုံးဝ purify ဖြစ်နေတဲ့ dressing တစ်ခုဒီလိုခေတ်ပေါ်စနစ်တွေနဲ့လည်းရှင်းပြတယ်ဒီခေတ်ပေါ်စနစ်တွေနဲ့ရှင်းပြတဲ့အားလုံးက drug နဲ့ဖွဲ့စည်းထားတာငါမရှိဘူးဘယ်အရာကမှငါမဟုတ်ဘူးမြတ်စွာဘုရားကတည်တည်ချာချာတုတ်တန်ပေါင်းများစွာဘိဓကတအုပ်လုံးမှာဒါတွေပဲဟောတာအဲ့ drug တစ်ခုချင်းဒီငါမဟုတ်ဘူးကိုကျော်ကြီးလို့ခေါ်လိုက်တဲ့ပုဂ္ဂိုလ်တတ္တဝါလို့ခေါ်လိုက်တဲ့ပုဂ္ဂိုလ်ကအမေအဖေတုတ်အမေသွေးနဲ့အမိဝမ်းကိုအမိပြုတ်ပြီးတော့ဒီကိုကောင်ကြီးရလာတာလို့မြတ်စွာဘုရားတုတ်တန်များစွာမှာတဲ့ဟောထားတယ်မွေးခြင်းနဲ့တေခြင်းကြားထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တတ္တဝါအဲ့ဒီပုဂ္ဂိုလ်တတ္တဝါနောင်ဘဝမှာဒီဟာပြုခဲ့တဲ့ကုသကံတွေအဲ့ပုဂ္ဂိုလ်တတ္တဝါကြီးကတော့ခံရတာမဟုတ်ဘူးဒီပုဂ္ဂိုလ်တတ္တဝါဒီဘဝမှာနေပြီးသုံးသွားပြီးချုပ်ဆုံးသွားပြီအဲ့ဒီကပြုတ်လိုက်တဲ့ကုသိုလ်အကုသိုလ်အစွဲတွေတဏှာအစွဲတွေနဲ့နောက်ထပ်ခန္ဓာစဉ်တစ်ခုကိုထည့်ရတာအဲ့တော့ဒီဘဝငါလည်းမဟုတ်ဘူးဟိုဘဝငါလည်းမဟုတ်ဒီအစွဲပြုတ်သွားတဲ့အခါကြလို့ရှိရင်အကုသိုလ်တွေအခုဖြစ်နေတဲ့ပြဿနာကငါကလေငါလှုပ်လိုက်တာနောင်ဘဝမှာဆံရမှာငါနောင်ဘဝမှာခံရမှာဆိုတဲ့အစွဲနဲ့ကောင်းမှုမကောင်းမှုတွေကိုလှုပ်နေကြတာငါသားမထီနဲ့ငါ့ကိုမထီနဲ့ဒီအစွဲတွေနဲ့လှုပ်နေကြတဲ့အတွက်တဏှာကြီးကဆက်နေအဲ့တဏှာကြီးဆက်နေတာကိုငါလို့ပြောလို့မရအဲ့တော့ဒီသဘောတရားတွေကတူသလိုလိုနဲ့ကွဲပြားတယ်အဲ့ဒီသဘောတရားရဲ့နက်နဲမှုကိုသိနိုင်ဖို့ကလည်းဉာဏ်ပညာမရှိမသိနိုင်အဲ့တော့ဒီတိုင်းကြီးပဲလာငင်းနေတဲ့ခါကျတော့စောကြီးတွေကလည်းကိုကျော်ကြီးတို့ပြောပါတယ်မြတ်စွာဘုရားရဲ့တရားကိုဖွင့်မပြခြင်းဆိုတာနားလည်နိုင်လောက်တဲ့နားကိုမရှိဘူးဖွင့်မပြခြင်းလားအဲ့တော့ကြားဘူးထားတာကဘာသာရေးအယူဝါဒတွေဘာသာရေးအယူဝါဒတွေဟောလိုက်တဲ့အတွက်မြတ်စွာဘုရားရဲ့ပရိစ္ဆေသမုပ္ပါဒေသနာကိုနားမလည်တော့တာပရိစ္ဆေသမုပ္ပါဒေသနာကခန္ဓာတစ်ခုရဲ့ဖြစ်စဉ်ပဲမေးတဲ့ဟိုကငါရဲ့ဇာတိလားလို့မေးတယ်ဘသူရဲ့ဇာတိလဲလို့မေးရင်ကိုအစွန်းတစ်ဖက်ရောက်သွားပြီမြတ်စွာဘုရားသာသနာနားလည်နိုင်စရာအကြောင်းလုံးမရှိတော့ဟုတ်ပြီလားအဲ့တော့ဒီဒေသနာတွေဒီကိစ္စတွေပြောရတာလေတော်တော်လေးခက်တယ်နဲ့အဲ့ဒါတွေမရှိတော့ဘူးဆိုတော့တက္ကာယဒိဋ္ဌိပြုတ်ပါတယ်အဲ့တော့တက္ကာယဆိုတာကြီးကဥပါဒณะခန္ဓာကိုဆွဲထားတာပဲအဲ့ဒါတွေဆက်ပြီးရှင်းပြလို့ရှိရင်လည်းပြဿနာတွေတက်ကြမှာအဲ့တော့မရှင်းပြတာပဲကောင်းပါတယ်ဆိုတာကနားထောင်နိုင်တဲ့နားမရှိဘူးမြတ်စွာဘုရားရဲ့မူရင်းဒေသနာပါဠိတော်မှာမူရင်းဟောတဲ့အဟောတွေကိုလုံးနားလည်နိုင်တဲ့စွမ်းအားမရှိလို့ရှိရင်ဘလို့မှမြတ်စွာဘုရားသာသနာမှာထောက်တည်ရမရှိဘူးအခုတော်တော်များများပြောနေတဲ့ကိုသောတာပန်ဖြစ်ပြီးတော့ဟာသောတာပတ္တိမတ်ပုဂ္ဂိုလ်ဆိုတာဘလို့ဖြစ်တယ်လို့အဘိဓမ္မာယဘလို့ဖြစ်တယ်လို့ပြောနေတဲ့စကားတွေကမူရင်းပါဠိတော်တုတ်တန်နေရလုံးဆန့်ကျင်နေတာတွေအများကြီးဒါမှမဟုတ်ကိုကျော်ကြီးတို့ပြောတယ်လူတွေတော်တော်များများဟောနေတယ်လက်ရှိကမ္မထမ်းဆရာတွေတော်တော်များများဟောနေတဲ့ကိစ္စတွေတော်တော်များများဒီမူရင်းပါဠိတော်ကိုဖြောင်းဆန့်ကျင်ပြီးခေါ်ထားတာတွေအများကြီးပဲဒါကြောင့်မလို့ဘလို့မှဖြေရှင်းလို့မရဘူးကိုသဘောကိုဝါဒနဲ့ကိုအယူဆနဲ့ကိုဟောနေကြတာပါဠိတော်ကိုဖြောင်းကိုဆန့်ကျင်ပြီးဟောထားတာအဲ့တော့မြတ်စွာဘုရားအဲ့ဒါမနေ့တယောက်ကလာပြီးပြောတယ်တတ္တမတန်ခါယနာတင်ရတော့မှာလားတင်လို့လည်းမရတော့သာသနာကွယ်မှာပဲမြတ်စွာဘုရားတပါးပဲပြောတာငါသာသနာကကွယ်မှာငါရဲ့သူတော်ကောင်းသာသနာကကွယ်မှာလို့ပြောတာကွယ်တယ်လိုချင်တဲ့လူရနိုင်တဲ့သူနားရှိတဲ့သူတွေတော့ရနိုင်အဲ့ဒီပုံမှာဒီဇိုင်းမမှန်တဲ့အာယုံတွေစိုက်ထားပြီးတော့အဖြေတစ်ခုရအောင်ပါဠိတော်ထဲမှာရှာနိုင်အဖြေတွေရှိတယ်ပါဠိတော်မှာထဲမှာပဲမြတ်စွာဘုရားရဲ့ဒေသနာတွေရှိတယ်ကျန်တဲ့နေရာမှာမရှိဘူးကိုယ်ဘာနေကိုလှုပ်လို့ရတဲ့တရားဆိုရင်အဲ့ဒါကိုယ်တရားပဲမြတ်စွာဘုရားတရားမဟုတ်မြတ်စွာဘုရားရဲ့သာသနာကဒုက္ခသစ္စာကိုမြင်ရတယ်သမုဒယသစ္စာကိုမြင်ရနိရောဓသစ္စာမဂ္ဂသစ္စာတွေမျက်မှောက်ပြုရတဲ့တရားတွေငါတို့ကဟိုဟာမြင်နေဒီဟာမြင်နေဆိုအဲ့ဒါကိုမြင်တဲ့ကိုတရားပဲမြတ်စွာဘုရားသာသနာမှာမြင်စရာဒုက္ခသစ္စာကိုပဲမြင်စရာရှိတယ်
တမှုရိယသစ္စာပဲမြင်စရာရှိတယ်ဟုတ်လား